ဒီနေ့ကတော့တူတူမြို့တွေကနေစုပူတာနီနာမှာရှိတဲ့နေစုချင်းကြားလေးကိုအလေတွက်ခဲ့ပါတယ်။ချင်းကြားကိုပဲတက်လာတဲ့ဆိုရင်တော့ဝင်ကြီးမပေးရပါမယ်ဒီပန်းယုံလေးတွေဝင်မယ်ဆိုရင်တော့ဝင်ကြီးရန်900ပေးရတာပေါ့နော်။ပြီးတော့တန်းစီရပါတယ်။တန်းစီရတာတော့လေအဲ့ဒီချင်းကြားရဲ့အပြင်ဘက်တီကိုတန်းအရှိစီရတဲ့အပြင်ကိုဒီချင်းကြားအထက်ရောက်ပြီဆိုရင်လည်းအမမွေးလေးမွေးကောက်တင်တယ်လေနှစ်ပတ်သုံးပတ်တီစီရတာနိုင်ဝက်လောက်ကိုကြားတယ်ပေါ့နော်။ဒါကျမတို့စီလာတဲ့တန်းရတော့ဟိုအပြင်ဘက်ကနေစီလာတာဒီနေ့တန်းစီရတာလည်းဒီမှာဒီဘက်တအုပ်စုကြီးဟာဒီရဲဝင်ဖို့နောက်ကလူကျမတို့ဘယ်နဲ့လောက်တန်းစီလိုက်ရနိုင်ဝက်လောက်ရှိနော်နိုင်ဝက်လောက်တန်းစီပြီးတကလာမှာကျမတို့အထင်းရောက်ပါပြီပန်းလေးတွေစိတ်ညစ်မျိုးရောက်တာနဲ့ဒီချင်းချားလေးမှာပေါ့နော်ဒီစစ်စစ်ကြီးလို့ခေါ်တဲ့ပန်းပွဲတော်လေးကိုနှစ်စဉ်နှစ်တိုင်းကျင်းပပါတယ်။ဘယ်တော့လဲတစ်နှစ်မှတစ်ခါပဲဆိုတော့လဲတန်းစီပြောပါတယ်လေ။ကျုံတွေဦးမှာဒီပန်းခင်းလေးတွေလမ်းလျှောက်ခြင်းနဲ့ဆိုရင်တော့အာဇီရီယာပန်းပွင့်တုံနှောင်းကျော်နဲ့ပဒီပန်းတော်ဦးလေးရှိတဲ့နေစုချင်းချားကတော့အဆူဆူမဲပေါ့နော်။ဒီပန်းပွဲတော်ကဒီလေးလပိုင်းကုန်တီပဲဆိုတော့လေပန်းလေးတွေမချွေခင်မြင်မြန်ထွက်ကြည့်ကြနော်။